ဆိုင်ကကိုဝင်သွားတဲ့အခါမှာတော့လူမရှိဘူးဝယ်သူမရှိဘူးပေါ့နော်ဒါပေမဲ့ကိုဝင်သွားပြီးတော့လူတွေအုံပြုံပြီးတော့ကြာလာတာမျိုးဈေးဝယ်တွေအများများလာတာမျိုးအဲ့လိုမျိုးတွေကြုံဘူးလားကျမမနေ့ကဆိုလို့ရှိရင်ဝက်သားတူထိုးဝင်စားတာပေါ့နော်ကျမဝင်တော့ကကျမတို့တာမီ2ယောက်ကျောင်းကနေပြန်ကလေးကိုကျောင်းချိုးလာပြီးအပြင်ကြတော့စားကြလို့ဆိုပြီးတော့တူထိုးဆိုင်ဝင်စားတော့ကျမတို့ဝင်ကားစားကျမတို့ရှိမှဆိုလို့ရှိရင်စားနေရတူတယောက်ပဲရှိရပါတော့အဲ့လိုဆိုင်တော်တော်စားကောင်းဝင်ဆိုင်မှာဒါပေမဲ့သူဖွင့်ထားပြီးမယ်လေဆိုင်ကလူမရှိဘူးအရင်တော့ဆိုလို့ရှိရင်တော့လူကအများများတဲ့အခါကျတော့ဒီဆိုင်ကိုရောက်ပြီဆိုလို့ရှိရင်ကျမတို့ကဘေးနားမှာချထားတဲ့စပွဲလေးမှာပဲစားတယ်ဒီလှဲကြီးမှာကျွန်တော်စားလို့မရဘူးပေါ့နော်ဒီနေ့ကတော့လူလည်းမရှိဘူးကျမတို့တာမီညောင်ရောက်သွားတဲ့အချိန်မှာလူလည်းမရှိဘူးစားရတဲ့လူလည်းမရှိတဲ့အခါကျတော့ကျမတို့တာမီညောင်အဲ့လှဲကြီးမှာပဲဒီအကင်ကြီးထားတဲ့နေရာမှာအိုင်စားပြတယ်အဲ့ကျတော့ဒီဘန်းလေးကနေကိုကြိုက်တယ်လို့ယူစားလို့ရတယ်လေဘာထူးခြားလဲဆိုတော့ကျမတို့တာမီညောင်စားနေရင်ကနေပြီးတော့မှမင်းရဲ့ဘိုင်းတွင်မှာပဲလူတွေအများကြီးအုံကြလာတာမှာကျမတို့ဘေးဒီမှာလည်းလူတွေဒီဘက်ဘေးလည်းလူတွေပြီးတော့စပွဲတွေဘေးနားချတာတွေစပွဲတွေကစားလူတွေပြည့်သွားတာကျမတို့အရန်အံ့ဩပါဒီလားနားပိုင်းမိနစ်ပိုင်းတွင်မှာလည်းဘုံကလေးဆိုပြီးတော့လူတွေရောက်ချလာတာဆိုင်ကယ်တွေကားတွေတစီးရောက်ချလာတာအဲ့လိုမျိုးကိုရောက်သွားမှဒီဆိုင်ကဈေးဝယ်တွေအုံသွားတာမျိုးကြုံရတယ်ဆိုလို့ရှိရင်တဲ့အားလုံးကိုမေတ္တာပို့ပေးပါတဲ့လာစားတဲ့သူတွေရောဒီဆိုင်မှာရောင်းနေတဲ့သူတွေရောကျမကြပါစေချမ်းသာကြပါစေစီးပွားတွေဒီရေလာတိုးတက်ကြပါစေအဆင်ပြေချုံမွေးကြပါစေအကျွေးပူတွေကင်းကြပါစေဘေးခတ်တဲ့ရိုက်ခတ်တဲ့အန်တရိုက်ခတ်တဲ့အားလုံးပဲကင်းကြပါစေစီးပွားလာပါတိုးပွားကြပါစေဆိုပြီးတော့ဆူတောင်းပေးရတယ်တဲ့အဲ့လိုဆူတောင်းပေးတဲ့အခါကြလို့ရှိရင်ဒီဆိုင်ပိုင်ရှင်ကန်ထူးသလိုပဲကိုလည်းကန်ထူးရတဲ့ဒါကိုကန်ကြောင်းလို့လေ तू ကအဲ့လိုမျိုးအများကြီးရောင်းရတာပါတယ်ပေါ့သူတို့ကိုမေတ္တာပို့ပေးသူတို့ကိုဆူတောင်းပေးရင်အဲ့ဒီဆူတွေကကိုယ်ကိုလည်းတမ်းပြန်ရတယ်ဆိုတော့ကျမအဲ့တော့ကစားနေရနေပြီးတော့ကျမဇက်တိုက်ကိုသူ့ကိုအားလုံးကိုပေါ့နော်ကျမဇက်တိုက်ကိုဆူတောင်းပေးတယ်ဆူတောင်းပေးရနေစားတယ်ပြောလို့လားပြောတာလေအဲ့နေဟာစားနေရင်လည်းအရသာလည်းအရန်ကောင်းတယ်အရှင်တိုင်းနဲ့ကိုမတူကျမအမြဲတမ်းအဲ့ဆိုင်မှာကျောင်းကနေပြန်လို့ရှိရင်ဝင်စားနေကြပေါ့နော်အရင်ကနဲ့ကိုမတူအောင်အရသာလည်းပိုရှိနေတယ်လို့ကျမတို့တော်တော်လေးကိုစားရတာအဆင်ပြေခဲ့တယ်အမျိုးလေးတွေကြုံမှုတဲ့သူတွေရှိလားလို့